Hello စားကြပါဦးရှင်ဒီမှာပါမိတ်တုံကတော့ဒီနေ့ကမနီတူကြောက်တုံလေးဝယ်စားတယ်နော်မိတ်တုံတို့ဘက်မှာဒါ3000ကိုလှဲလေးနဲ့လာရောက်တာမိတ်တုံကတော့ဒီလိုချင်းငန်းဆက်အတုပ်တွေအရန်ကြိုက်တဲ့အတွက်ကြောင့်မိတ်တုံနဲ့တော့အဆင်ပြေတယ်။အော်ပြောဦးမယ်အခုဝမ်ယောဂါတွေတအားအဖြစ်များနေလို့မစားကြနဲ့နော်မိတ်တုံကတော့မိတ်တုံမှာမိတ်တုံကူမဲ့တောင်မွေးလေးရှိလို့မိတ်တုံကတော့တချို့အရာတွေဆိုလို့ချင်ရင်ဒါဆိုငရုတ်သီးစိမ့်နဲ့တုပ်ပေးတာပေါ့နော်တစ်ခါတရံမော်စားတာမိတ်တုံကူပေးမဲ့တောင်မွေးလေးရှိတဲ့အတွက်ကြောင့်မိတ်တုံကဒါတွေဆိုစားပစ်တယ်ဘယ်လိုတောင်မွေးလဲဆိုတော့ဒါမိတ်တုံကကျမ်းမာရေးကုမ္ပဏီတစ်ခုမှမိတ်တုံမှန်ပါဝင်ပေါ့နော်ကိုယ်စလဲမိတ်တုံတို့ကျမ်းမာရေးထုတ်ကုန်ပစ္စည်းတွေမိတ်တုံသုံးဆွဲတယ်လင်းစည်းပိုလန်ပေါ့ပြောမယ်ဆိုလို့ရှိတော့မိတ်တုံပုံမှန်တောက်တယ်မိတ်တုံတို့မိသားစုတောက်တယ်ပိုလန်ရှိတယ်ဒါကျမ်းမာရေးဖြစ်ဆက်စားကလေးငယ်လေးကနေတက်ကြီးရွယ်ဦးထိတောက်လို့ရတယ်နောက်တစ်ခုကမိတ်တုံတို့ဦးလန်းကြောင်ဆေးရှိတယ်ဒီလိုမျိုးတွေမိတ်တုံတို့နေတူကတုံးဆွဲနေတဲ့အခါမှာမိတ်တုံတို့ရဲ့ခန္ဓာကိုယ်ထဲမှာဒီရဲ့အာနိသင်တွေအများအားစီးဆင်းနေတယ်ပေါ့နော်အဲ့ဒါကြောင့်မိတ်တုံတို့တစ်ခါတရံစားတဲ့အခါမှာမကြောက်ဘူးပေါ့နော်ဘာမှလည်းမဖြစ်ဘူးအဲ့ကြောင့်မိတ်တုံတို့မှာတောင်မွေးရှိလို့မိတ်တုံတို့ကတစ်ခါတရံစားပါတယ်ကဲကြံတဲ့လူတွေကတော့အစားကိုရှောက်စားကြပါချင်းငယ်ဆက်မစားနဲ့ရင်နာစာမစားနဲ့နော်ကြံတဲ့နောက်တနေ့အရင်ရက်ကကြံတဲ့ဥစ္စာတွေနှွေးပြီးတော့မစားနဲ့အဲ့လိုမျိုးတွေဒီအချိန်မှာရှောက်ရမယ်เนาะလက်လုံစားတွေမစားရဘူးเนาะအဲ့လိုမျိုးပေါ့မိတ်တုံကတော့ဒီနေ့တော့စားလိုက်ပါအောင်မယ်မိတ်တုံကအဲ့လိုမျိုးမှလဲထမင်းကစားကောင်းပါလေနောက်မို့ဆိုเนาะပါဇက်ပြတ်တယ်အများတန်းရှောက်ရတော့လေအရင်ရက်တွေကတော့အချောက်ပဲစားတယ်ကြက်သားကြောငါးကြောအဲ့လိုမျိုးတွေပေါ့အဖြူတယ်လေးတွေပဲဝယ်စားတယ်ကဲစားကြပါအောင်ကဲတလုတ်ရောက်စားကြပါအောင်เนาะအဲ့ဒါပြောရင်းနဲ့တလက်စာဘာပြောချင်လဲဆိုတော့ဗောနော်မိတော့ကိစ္စဒီအလုတ်ကိစ္စဗောနော်အလုတ်ကိစ္စကိုအလုတ်တစ်ခုကိုလေမိတော့မစူးစားဘူးဆိုလုံးဝလှည့်မကြည့်ဘူးလှည့်မကြည့်ဘူးဆိုအဲ့ဒါအားရော့တယ်ဗောနော်ဥမာပြစ်ထားလိုက်တဲ့သဘောဗောနောက်တစ်ခုကိုအရင်တော့အိမ်မှာစိုက်ရှိတော့ဆိုမိတော့ဒီ online ကိုနည်းနည်းလေးလစ်ဟာမိလို့ဖြစ်တာဗောတင်တော့တင်တယ်တောက်လျှောက် TikTok ဘက်ပဲတွား run နေတဲ့ Facebook ကိုပြစ်ထားသလိုဖြစ်တယ်ဗောနော်ဒီနောက်ပိုင်းမှာမိတော့အားနဲ့မန်နဲ့ပြန်ကြိုးစားတယ်အရင်တော့ဥစ္စာလေးတွေမိတ်တို့ကြိုးစားတဲ့ဥစ္စာလေးတွေတက်လာတယ်ပေါ့နော်မိုတီရတယ်အဲ့ခါမှာမိတ်တို့ပြန်ကြိုးစားတယ်ဒီဇိုင်းမမတ်နဲ့ပြင်းထန်ကြိုးစားတဲ့အခါမှာဒီမှာနေတိုင်းကိုအမှားရှိတယ်ဒီမှာဒီနေ့လဲဒီမှာဒါပြကျင်တာဒါကတော့မိတ်တို့ရောင်းတယ်လင်းစည်းသွားတိုက်စေးပေါ့နော်သွားပြဿနာသွားဝေဒနာကတွင်းနဲ့ပြဿနာအတွက်တအားကောင်းတာ12ဘူးပို့ရမယ်เนาะ12ဘူးပို့ရပါမယ်ဒါကတော့ store ဆိုင်မှာနေကြပေါ့သူကလေတပတ်တစ်ခါမကောက်ခဏသူ့စီမှာကုံတိုင်းမှာတယ်အဲ့ဒီ12ဘူးကမနှက်ပြန်လမ်းကြောင်းသွားမှာဒီနေ့ဆိုလဲထိုင်ဝမ်လမ်းကြောင်းတွေသွားတယ်မြို့ထဲလမ်းကြောင်းတွေသွားတယ်အဲ့ဒါလေးပြောပြချင်တာပါအရန်ကိုကောင်းပါတယ်เนาะသွားပြ